အပိုင်း1စူညံနေသောကဘာကြီးကျွန်တော်တို့နေထိုင်နေတဲ့ကဘာကြီးကိုတစ်ချက်လောက်တတိထားကြည့်လိုက်ပါမနက်အိပ်ရာနိုးတဲ့အချိန်ကစလို့ကျွန်တော်တို့ရဲ့နားထဲမှာအတန်ပလန်တွေဟာမပြတ်တမ်းဝင်ရောက်နေပါတယ်ကားဟွန်းတန်တွေလမ်းမပေါ်ကစူညံတန်တွေဟာကျွန်တော်တို့ကိုအမြဲတမ်းစိတ်ရှုထွေးစေပါတယ်ယုံရောက်တော့လဲအလုရှုပ်တဲ့အတန်တွေဆိုရှယ်မီဒီယာပေါ်ကညင်းခုန်တန်တွေနဲ့ကျွန်တော်တို့ရဲ့ဦးနောက်ကိုအမြဲတမ်းအလုလုပ်နေစေပါတယ်မင်္ဂလာပါတင်ဦးနောက်နဲ့စိတ်ပိုင်းဆိုင်ရာကိုအစိမ့်မြင့်တင်ပေးမဲ့ Brainwave Channel ကနေကြိုဆိုပါရစေ။ဒီနေ့မှာတော့ကဘာပေါ်ကအအောင်မြင်ဆုံးလူတွေသုံးစွဲနေရဲ့အစွမ်းထက်ဆုံးလျှို့ဝှက်လက်နက်တိတ်ဆိတ်ချင်းရဲ့စွမ်းအားကြောင်းကိုပြောပြပေးသွားမှာပါ။အပိုင်း2တိတ်ဆိတ်မှုကိုကြောက်ရွံ့ခြင်းကျွန်တော်တို့တွေဟာတိတ်ဆိတ်သွားတဲ့အခိုက်အတန့်လေးတွေကိုတဖြည်းဖြည်းကြောက်ရွံ့လာကြပါတယ်။ဖုန်းဘက်ထရီကုန်သွားလို့ဒါမှမဟုတ်အင်တာနက်ပြတ်သွားလို့ဘာမှလုပ်စရာမရှိဘဲငြီနေရတဲ့9မိနစ်လောက်ဟာကဘာပြတ်တယ်လို့ခံစားရတတ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့စူညံတန်တွေမရှိတဲ့အခါကျွန်တော်တို့ရဲ့အတွင်းစိတ်ကအတန်တွေကိုရှင်းရှင်းလင်းလင်းကြားလာတာလို့ပါပဲ။ဒီလိုအမြဲတမ်းစူညံနေတဲ့အခါကျွန်တော်တို့ရဲ့ဦးနှောက်ဟာတဖြည်းဖြည်းပင်ပန်းနွမ်းနယ်လာပါတယ်။အဲဒီကနေတဆင့်စိတ်ဖြစ်စည်းမှုတွေစိုးရိမ်ပူပန်မှုတွေဟာအန္တရာယ်ရှိတဲ့အဆင့်အထိမြင့်တက်လာပါတော့တယ်။အပိုင်း3တိတ်ဆိတ်ခြင်းနဲ့သိပ္ပံပညာဒါဆိုရင်တိတ်ဆိတ်ခြင်းကကျွန်တော်တို့ရဲ့ဦးနှောက်ကိုတကယ်ပဲဘလို့ကုစားနိုင်တယ်လဲဆိုတာကိုသိပ္ပံပညာရှင်တွေသေချာလေ့လာခဲ့ကြပါတယ်2013ခုနှစ်သုတေသနတစ်ခုအရတနေ့ကို2နာရီလောက်တိတ်တိတ်ဆိတ်ဆိတ်နေပေးခြင်းဟာဦးနှောက်အတွက်အလွန်ကောင်းမွန်ကြောင်းသိရှိခဲ့ပါတယ်အထူးသဖြင့်မာညာနဲ့သင်ယူခြင်းဆိုင်ရာအပိုင်းဖြစ်တဲ့ hippocampus နေရာမှာတိတိတသာပြောင်းလဲမှုတွေဖြစ်ပေါ်လာတာပါအဲ့ဒီနေရာလေးမှာဦးနောက်ဆဲလ်တစ်တွေအများကြီးဖြစ်ပေါ်လာပြီးစွမ်းဆောင်ရည်ကိုအံ့ဩစရာတိုးတက်စေပါတယ်။ဒါကြောင့်တိတ်ဆိတ်ခြင်းဟာဦးနောက်ရဲ့မှတ်ဉာဏ်စွမ်းရည်ကိုတကယ်ပဲမြင့်တင်ပေးနိုင်တယ်ဆိုတာသိပ္ပံနည်းကျသက်သေပြနိုင်ခဲ့ပါတယ်။အပိုင်း၄ Default Mode Network ၏အကျိုးကျေးဇူးများအတန်ပလန်တရီကြားနေရတဲ့အခါဦးနောက်ဟာအချက်လက်တွေကိုအငြင်းတန်းပူလောင်စွာ process လုပ်နေရပါတယ်။ဒါပေမဲ့တိတ်ဆိတ်မှုတွေကိုရောက်သွားတဲ့အခါဦးနောက်က default mode network ဆိုတဲ့ agent တဲ့အနားယူစနစ်ကိုပြောင်းလဲသွားပါတယ်။ဒီစနစ်ကကျွန်တော်တို့ရဲ့အတိတ်ကအတွေ့အကြုံတွေကိုပြန်လည်သုံးသပ်ပေးပါတယ်။ကိုယ်ချင်းတရားကိုတိုးပွားစေပါတယ်။2မိနစ်လောက်တိတ်တိတ်စွာနေပေးခြင်းဟာတချင်းအေးအေးလေးတွေနားထောင်တာထက်တောင်ခန္ဓာကိုယ်ကိုပိုပြီး relax ဖြစ်စေပါတယ်။ဒီလိုနေပေးခြင်းဖြင့်စိတ်ဖြစ်စည်းမှုဟော်မုန်း cortisol တွေကိုလျော့ကျစေကသွေးပေါင်ခြင်းကိုလည်းတိတိတသာကျဆင်းစေပါတယ်။အပိုင်းကလူမှုဆက်ဆံရေးနဲ့စီးပွားရေးနယ်ပေါ်မှာတိတ်ဆိတ်ခြင်းကအလွန်အရေးကြီးပါတယ်။စိတ်ပညာမှာ the awkward pause လို့ခေါ်တဲ့အနေခက်လောက်အောင်တိတ်ဆိတ်သွားတဲ့အချိန်လေးတွေရှိပါတယ်။လူများစုကတိတ်ဆိတ်သွားတဲ့အခါမနေကြလို့မလိုအပ်တဲ့စကားတွေအများကြီးထပ်ပြောမိကြပါတယ်။ဒါပေမဲ့အောင်မြင်တဲ့ခေါင်းဆောင်တွေကတော့တစ်ဖက်လူစကားပြောပြီးတဲ့အခါချက်ချင်းပြန်မပြောဘဲတိတ်တိတ်လိစိုက်ကြည့်နေတတ်ပါတယ်။ဒီလို3စက္ကန့်လောက်တိတ်ဆိတ်နေခြင်းကတစ်ဖက်လူကိုကြီးမားတဲ့ဖိအားဖြစ်စေပါတယ်။အဲ့ဒီဖိအားကြောင့်သူတို့ရဲ့အားနည်းချက်တွေဖုံးကွယ်ထားတဲ့အမှန်တရားတွေကိုထပ်ပြောလာစေပါတယ်။အပိုင်း6ကြီးမြတ်သူတွေရဲ့လျှို့ဝှက်လက်ချက်ကမ္ဘာသမိုင်းကိုပြောင်းလဲခဲ့တဲ့ကြီးမြတ်သူတွေကိုကြည့်မယ်ဆိုလဲသူတို့ဟာတိတ်ဆိတ်ခြင်းကိုအလွန်မြတ်နိုးသူတွေဖြစ်ကြပါတယ်။ Albert Einstein ဟာသူ့ရဲ့အရေးကြီးဆုံး theory တွေကိုတွေးတော့ဖို့တိတ်ဆိတ်တဲ့အခန်းလေးမှာပဲအချိန်ကုန်ဆုံးလေးရှိပါတယ်။ Nikola Tesla ကလည်းအထီးကျန်းတဲ့တိတ်ဆိတ်ခြင်းတွေမှာပဲ idea အသစ်တွေမွေးဖွားလာတယ်လို့ဆိုခဲ့ပါတယ်။ယနေ့ခေတ်မှာဆိုရင်လေ Bill Gates ဟာ Think Week ဆိုပြီး internet တွေဖုန်းတွေအားလုံးကိုပိတ်ထားတတ်ပါတယ်။တိတ်ဆိတ်တဲ့တက်တားတင်းရင်းတွေတစ်ခုမှာစာဖြတ်ရင်းနဲ့အချိန်ဖြုံးလေးရှိပြီးအဲ့ဒီကနေကဘာကြီးကိုပြောင်းလဲမဲ့ idea တွေရလာတာပါ။အပိုင်း9လက်တွေအသုံးချနည်းလမ်းများဒါဆိုရင်ဒီလောက်ဆိုညံနေတဲ့ခိရေးကြီးမှာကျွန်တော်တို့ကတိတ်ဆိတ်ခြင်းရဲ့အင်အားကိုဘယ်လိုရယူကြမလဲပထမတစ်ချက်မနက်အိယာနိုးနိုးချင်းပထမ10မိနစ်မှာဖုန်းကိုလုံးဝမကင်ပဲတိတ်ဆိတ်ခြင်းကိုခံစားပါဒုတိယတစ်ချက်ကားမောင်းနေချိန်မှာတချင်းတွေမဖွင့်ပဲတိတ်တိတ်ဆိတ်ဆိတ်သွားကြည့်ပါတတိယတစ်ချက်ဒေါသထွက်စရာကြုံလာတိုင်းချက်ချင်းမတွန့်ပြန်ပဲ9စက္ကန့်လောက်ငြိမ်နေပြီးအသက်ကိုပြင်းပြင်းရှူပါအဲ့ဒီ9စက္ကန့်စာတိတ်ဆိတ်ခြင်းမှတင့်ကိုမှားယွင်းတဲ့ဆုံးဖြတ်ချက်တွေကကဲတင်ပါလိမ့်မယ်စတုထတစ်ချက်တနေ့ကို15မိနစ်လောက် electronic ပစ္စည်းမဟန်သမျှပိတ်ထားပြီး digital detox လုပ်ပါအပိုင်း8နီးကုံ
တိတ်ဆိတ်ခြင်းဆိုတာဘာမှမလုပ်ပဲအချိန်ဖြုံးနေတာမဟုတ်ပါဘူးကိုယ့်ရဲ့စိတ်ဝိညာဉ်ကိုအားပြန်ထွေးနေတာပါအတန်ပလန်တွေကိုခဏပိတ်လိုက်တော့မှကိုယ့်ရဲ့အတွင်းစိတ်ကအတန်ကိုတေချာပြန်ကြားရမှာဖြစ်ပါတယ်စကလုံးတွေဟာငွေလိုတန်ဖိုးရှိပေမဲ့တိတ်ဆိတ်ခြင်းကတော့ရွှေလိုတန်ဖိုးရှိပါတယ်ဒါကြောင့်တင်းရဲ့ဘဝမှာစူညံတန်တွေကိုခဏလောက်ပိတ်ထားပြီးတိတ်ဆိတ်ခြင်းရဲ့အင်အားကိုဒီနေ့ကစပြီးအသုံးချကြည့်ဖို့တိုက်တွန်းခြင်းပါတယ်နောက်ထပ်ဗီဒီယိုကောင်းတွေကိုဆက်လက်ကြည့်ရှုနိုင်ဖို့ Brainwave Channel ကို Subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်